ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမပါစေ။2025ခုနှစ်ဒီဇင်ဘာလ18ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအလုပ်ကိုအရှိန်အဟုန်နဲ့တိုးချဲ့တဲ့နေ့မျိုးဖြစ်ပါတယ်။အတိုက်အခံမှန်သမျှအနိုင်ရနိုင်တော့လေကိုယ့်ရဲ့မိတ်ဆွေရင်းနှီးအနီးကပ်လူရင်းများကကိုယ့်ကိုဒုက္ခပေးတာမျိုးတွေတော့ခံရတတ်တဲ့သတိထားနော်အိမ်နည်းရေးမှာလည်းဒီနေ့မှာငွေရေးကြေးတွေကိုအကြောင်းပြုပြီးတော့တဦးနဲ့တဦးကမဖြစ်စလောက်ပြဿနာလေးရစာပြီးစကားများတာပြဿနာတက်တာမျိုးတွေဒီနေ့မှာကြုံရတတ်တဲ့အခြေရေးမှာလည်းကြားလေသွေးလိုဝေးနေရတတ်တဲ့အိမ်တော်ရေးမှာတော့ကြည်နူးချမ်းမြေ့စရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့4နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနက်ရောင်နဲ့မယန်းရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာရှောက်သီးတော့ကလူပေးရမှာဖြစ်ပါတယ်ရှင်